Hello အားလုံးပဲမင်္ဂလာပါရှင်မနာဆန်ဒီနေ့အမအဖြေလေးတိုက်ပေးခြင်းလို့ပါဒီမှာဆိုရင်ပထမအဆုံးစလုံးလေးက88ပေါ့နော်88ဆိုတဲ့ခါကျတော့80ဆိုရင်ဂျပန်လိုပါတယ်လေ80ကကျတော့နာနာဂျူပေါ့နော်80ကနာနာဂျူ80ပြီးပါကြံသေးလဲ8ဆိုတဲ့အတွက်နာနာဂျူဟာချီပေါ့နော်နာနာဂျူဟာချီဆိုလို့ရှိရင်ဒါ80နဲ့8ဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့163တရားစခေါ်တဲ့ဟာကဗာလဲသူဒီဂျပန်နဲ့မြန်မာနဲ့တူတာအတန်ထွက်တိုင်းပဲပြန်ရေးရုံပဲနောက်ကနေပြန်ကောက်เสียရမလို့ပေါ့နော်အဲ့ဒါလေးကအားသာချက်ရှိပါတယ်163ဆိုတဲ့အတွက်တရားဂျပန်လိုပါလဲတရားကဟီယာခုเนาะတရားကဟီယာခု60ရပါတယ်လေ60ကရော့ခုဂျူဟုတ်ပြီเนาะရခုဂျူ3ရပါတယ်လေစမ်းအဲ့လိုလေးဆင်လိုက်လေသွားရုံပဲယာကနန်းရင်လာဆိုရင်ယာရေးလိုက်ယာပြီး10ရှိလား10ရှိရင်10ထည့်မယ်မရှိဘူးဆိုရင်ခုကိုဆက်သွားမယ်အဲ့လိုပဲပေါ့နော်ဟယာခုရခုဂျူဆန်ဆိုရင်ဒါ163ပေါ့နော်ပြီးရင်330 330ကကြာ300ကြာသူက special ပါသူကစမ်းဆိုပြီးတော့ဟယာခုလို့မထွက်ဘဲနဲ့ဘာလို့ထွက်ရတာလဲဗျာခုလို့ထွက်ရတာပေါ့နော်စမ်းဗျာခုဟုတ်ပြီ300ရသွားပြီဆိုနောက်မှာပါရှိလဲ30သူကကြတော့10အထိပဲရှိတယ်ခုမရှိဘူးဆိုတော့မရှိရင်ထည့်စဉ်းစားကြမလို့ဟုတ်ပြီနော်30ဆိုတဲ့အတွက်ကြောင့်မို့လို့စမ်းဗျာခုစမ်းဂျူဟုတ်ပြီနော်ဒါဆိုရင်330ပြီးရခါကျရင်428 400ပါတယ်လေ400ကယွန်းဟီယာခုက400ဟုတ်ပြီနော်ယွန်းဟီယာခုက400ပြီးပါလာလဲ20လာတယ်20ရပါလဲနီဂျူဟုတ်ပြီနော်20ရနီဂျူရှစ်ကပါလဲဟာချီဆိုတဲ့ခါကျတော့ယွန်းဟီယာခုနီဂျူဟာချီဆိုရင်ဒါ428ပေါ့နော်ပြီးရခါကျရင်990ဆိုတဲ့ခါကျတော့900ကဂျပန်လိုကဂေါဟီယာခုနော်ဂေါဟီယာခု90ကကြတော့90က Q ဂျူဆိုတော့ဂေါဟီယာခု Q ဂျူဟုတ်ပြီနော်10မပါတဲ့အတွက်ခုမပါတဲ့အတွက်ခုကိုထည့်စဉ်းစားကြရမလို့ဘူးပြီးရင်650ကလည်း special ချွင်းချက်ထဲမှာပါတယ် rock ခုမဟုတ်ဘဲနဲ့ rock ပြီးတဲ့ခါကျရင်ဟီယာခုမဟုတ်ဘဲနဲ့ပြခုเนาะဆိုတဲ့ခါကျတော့ rock ပြခုပြီးပါလဲ50ဆိုတဲ့အတွက်ကြောင့်မို့လို့ခေါ်ဂျူrock ပြခုခေါ်ဂျူเนาะပြီးတဲ့ခါကျရင်800နဲ့10 800ဆိုတဲ့အတွက်800ကလည်းချင်းချက် special ထဲမှာပါတယ်ဟာချီမဟုတ်တော့ဘဲနဲ့ဟာပြီးရင်ဟီယာခုမဟုတ်ဘဲနဲ့ပြခုဟာပြခု800ပြီးပါကြံသေးလဲ10ကြံသေးတယ်10ကပါလဲဂျူးဆိုတော့ဟာပြခုဂျူးဒါဆိုရင်800နဲ့10เนาะပြီးရင်6000နဲ့200ဘာရင်လာလဲ1000ရင်လာတယ်1000ရင်လာရင်1000ရင်ရေးလိုက်မယ်6000ဆိုတဲ့အတွက်ရော့ခုဆန်200ဆိုတဲ့အတွက်နီဟီယာခုဟုတ်ပြီနော်ရော့ခုဆန်နီဟီယာခုဆိုရင်ဒါ6200ဟုတ်ပြီနော်ပြီး8315ဘာရင်လာလဲ8000ရင်လာတယ်8000လာရင်8000ကိုအရင်ရေးမှာပေါ့နော်ဆိုတဲ့အတွက်8000ဒီ change special ထဲမှာပါတယ်ပေါ့နော်8000ဒီဟာချီမုတ်ဘဲနဲ့ဟာဆန်ဒါဆိုရင်8000ရပြီ8000ပြီးပါလာလဲ300တဲ့300ဆိုတော့300ကစံပြခုလေးเนาะ300ကစံပြခုပြီးပါလဲ10တဲ့10ကပါလဲဂျူးပေါ့10ပြီးကြံသေးတယ်သူကခုထိပါတယ်ခုကပါလဲ9ဆိုတော့ဂေါ့ပေါ့ဆိုတော့ဟာဆန်စံပြခုဂျူးကောဟုတ်ပြီနော်အဲဆိုရင်8310နဲ့5ပေါ့နော်ပြီးရင်9600ကကြတော့ပုံမှန်တိုင်းပဲ Q ဆန်600 special ပါ raw ပြခုเนาะသူကဟီယာခုလို့မထွက်ရဘူး
ဟီပေါ်မှာမာရုလေးတင်ထားတယ်ပြနော်ရောပြခုနောက်မှာဆယ်တွေခုတွေမရှိတော့ဘူးဆိုလို့ရှိပါလေဆယ်တွေခုမရှိထားလိုက်ပေါ့ပြီးပြီပေါ့ဒါပဲပေါ့ခုနော်9600ရေးထားတာလဲ9600ဟုတ်ပြီနော်ဟိုက်နာဆန်ရကြရဲ့လားနားမလဲတာရှိရင်လည်းမေးပါရှင်